အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကနော်ဝေးနိုင်ငံတောင်ပိုင်းမှာရှိတဲ့အိုဒန်မြို့လေးကိုရောက်နေပါတယ်ဒီမြို့မှာတော့တောင်တန်းတွေအများကြီးရှိတယ်နော်ပြီးလို့ရှိရင်ရေခဲတောင်တွေလည်းဟိုးပတ်ဆက်မှာရေခဲတောင်တွေအများကြီးရှိတယ်လို့ကျွန်တော်ကြားတယ်ဒါပေမဲ့အဲ့ဘက်ကနည်းနည်းဝေးတယ်ပေါ့နော်ကျွန်တော်ကအခုကစပိန်နေလည်းပါလာတယ်ဆိုတော့နည်းနည်းတော့တွားကြည့်မယ်ဒီမြို့ရဲ့အလှကြီးကဘယ်လိုရှိမလဲဆိုတော့ဒီမှာတော့မြို့ဆိုတာထက်ဒီမှာမြို့ပုံစံမျိုးမဟုတ်ဘူးနော်ရွာပုံစံမျိုးမြို့ရွာပုံစံမျိုးလေးတောင်တန်းတွေနဲ့တောင်ပေါ်အိမ်ယာလေးတွေပုံစံမျိုးတွေပဲရှိတာဘယ်လိုမျိုးမြို့ကြီးတိုက်ကြီးတွေတော့မရှိဘူးဆိုတော့ဒီနေရာလေးရောက်လို့ရှိရင်ကျွန်တော်ဘယ်အောင်တတိယလဲဆိုတော့ကျွန်တော်ကျိုင်းတုံကျွန်တော်ရှမ်းပြည်ကျိုင်းတုံအရှိဘက်ကိုသွားတော့ကျိုင်းတုံဘက်ကိုသွားတော့တောင်တန်းတွေအများကြီးတွေ့ရတဲ့ရက်တာလေးကိုကျွန်တော်ပြန်ပြီးတော့ခံစားရတယ်ပေါ့နော်အဲ့တော့အေးတယ်ရာသီတို့ကတော်တော်အေးတယ်ဆိုတော့ကျွန်တော်ဒီစပိန်နဲ့ဟိုဘက်တွေကျွန်တော်ပတ်သွားကြည့်မယ်နော်ကျွန်တော်တို့လိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအခုအဲ့ဒီလေးကဆင်းလာပြီပေါ့နော်ကျွန်တော်ဒီမှာဒီအပေါက်ကထွက်လာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ကားတွေစောင့်နေထားတယ်ပေါ့ကားတွေနဲ့မှသွားကြတော့အဲ့ဒီလေးကဟိုးဘက်တွေနည်းနည်းလှမ်းတယ်ပေါ့နော်အဲ့ရေခဲတောင်ရှေ့ဘက်တွေပဲသွားနည်းနည်းလှမ်းတယ်အဲ့ဒါကိုကားတွေနိုင်ပို့ပေးတာသူကအဲ့ဒါဒီဒါတန်းစီပြီးစောင့်နေတာပေါ့နော်ကားတွေကတစီးပစီးထွက်နေတာပေါ့ဒီလိုမျိုးမှာနှစ်ထပ်ကားတွေနဲ့ပြီးလို့ရှိရင်ယထာတုံးကားလေးရှိသေးတယ်ယထာတုံးကားလေးနဲ့ပေါ့နော်အဲ့ဒါလေးနဲ့ယထာတုံးကားလေးကပတ်နေပြီဆိုတော့တွေ့လာဒီမျိုးလေးမှာအခုကျွန်တော်တင်မောပေါ်ကစပြီးတော့ဆင်းလာတဲ့ဧည့်သည်တွေနော်ဆင်းလာပြီးဆိုတော့လူတွေကိုမှဒီလိုမျိုးလေးသူတို့တွေကဧည့်သည်တွေကိုခဲလုပ်တယ်ပေါ့နော်ယူဆိုင်တယ်ဒီမှာလူတွေလမ်းဖြတ်ကူးမယ်ဆိုလို့ရှိရင်ဒီယူနီဖောင်းဝတ်ထားတဲ့လူတွေကမှကားတွေကိုတားပေးထားတာပေါ့နော်အနေအောင်ဆိုင်ဖို့လေးကန်တယ်ပြီးတော့သူဆိုင်ကြပြီးတော့ကားကြီးလာပြီးဆိုရင်လူတွေကိုတားပေးထားတယ်တော့မီးပိုက်မလို့ဘူးပေါ့နော်သူတို့ကဒီမှာဧည့်သည်ဒီမှာလမ်းဖြတ်ကူးတဲ့လူကဒီနောက်မှာများတဲ့တော့ကိုသူက point နဲ့မထားတော့ဘူးထင်ပါတယ်အားကြောင့်မို့ကားလာပြီဆိုလို့ရှိရင်သူကဒီလိုလေးကဲလုပ်တယ်ပြီးရင်ကားလာဟိုလူတွေနည်းနည်းဆင်းသွားပြီဆိုလို့ရှိရင်ကားတွေကိုပေးသွားတယ်ပေါ့နော်လူတွေကပြန်ဆောင်နေတယ်ဒါတင်မောဘွားဆင်းရဲခြင်းမှာစတွေ့ရတယ်ဒီမျိုးရဲ့ကြိုးစုံပုံလေးပေါ့နော်ဧည့်သည်တွေကိုခဲလုပ်တဲ့ပုံစံမျိုးလေးချစ်ဖို့ကောင်းတဲ့တလေးပေါ့နော်ဒါအင်ဒိုနီးရှားဒါမြန်မာဒီမှာစမ်းချောင်းစီးနေတယ်ဆိုတော့ဒါဒီရေတွေကဟိုးပဲရေခဲတောင်ကမျိုးဆင်းလာတဲ့ရေတွေဖြစ်မှာအဲ့ရေတွေကတစ်ဆင်ကျုံးနေခုနကတင်မောကြီးရှိတဲ့ရေပင်လယ်ဝါရောက်တာပေါ့နော်ဒါကဒီရေတွေကဟိုးမှာဟိုးတောင်တွေပေါ်မှာရေခဲတောင်တွေရှိတယ်အဲ့ရေခဲတောင်တွေဘက်ကတည်းကဆင်းလာတဲ့ရေတွေပေါ့စမ်းချောင်းလေးပေါ့နော်ကြည်နေတာစမ်းချောင်းလေးရတယ်ကူးကျင်ကြတယ်အဲ့တဲ့တွေကမှဓာတ်ပုံတွေရိုက်နေဒါလေးဆင်းပြီးလာနော်တော်တော်လာနေချင်းစရာလေးမြို့လေးကချစ်စရာလေးဟိုးမှာတောင်တန်းကြီးကဟိုးမှာရေခဲတောင်ကြီးဟိုးပါချင်ပါပဲဟိုးပေါ်တော့မှဆိုလို့ရှိရင်ဟိုးပေါ်မှာဆိုမှဟိုးပေါ်ဆိုလို့ရှိရင်ရေခဲတွေခဲနေတာရှိတယ်တော်လာတယ်ဒီမျိုးကလှတယ်ဗျဟိုတောင်တန်းတွေပေါ်မှာအင်းလေးဆောက်တာစစ်စရာလေးညခင်းရစိမ့်ဆိုးနာတောင်ရစိမ့်ဆိုးနာတောင်ရအင်းလေးအင်းလေးကြီးစစ်စရာလေးလူတော်လမ်းလေးတွေရောအားလုံးလေးဒီမှာကြည့်ပါဦးစမ်းကြောင်းကရေကိုကြီးနာရေစီးတော့တားတန်နော်
Wait. Oh, what? Thì nãy giờ ở đây nhiều đi là ở đây thì nãy giờ thì lâu quá rồi nó chỗ đi Norway crew à đây thì nãy đi bộ cả đi crew à nó xuống rồi đi bộ đi à nó xuống rồi nó còn hay là bây giờ mình mới tìm rồi thì nãy giờ ở đây thì nãy giờ phải xây cái cho view thì mà số bây giờ gì thì cho Norway này nghe ở đây nhiều chỗ cho mà cho ngay cái đoạn vừa đi tàu nó này là đi xa nhau đi nó biểu giờ tôi là đi nó ăn cho cái vừa rồi thì đi rồi tao vừa béနောက်ဗီဒီယိုတွေလည်းဆက်ကြည့်လို့ရအောင်ကျွန်တော်ရဲ့အကောင့်လေးမှာ live follow လုပ်ပေးထားပါ YouTube ကောက်မှာကျွန်တော်ဒီဟာလေးတင်ပေးထားမယ်ဖြစ်တဲ့အတွက် YouTube ကောက်လည်းတွားပြီးအားပေးလို့ရပါတယ်ခင်ဗျာအားလုံးကပတ်တာ